ခေတ်သစ်ဆေးပညာတိုးတက်ပြောင်းလဲမှုအပေါ်မှာလူနေမှုဘဝပြုပြင်ပြောင်းလဲနေထိုင်ခြင်းပေါ့နော် lifestyle modification ပေါ့နော်အဲ့တော့ခေတ်သစ်ဆေးပညာတွေလူနေမှုသုံးဆောင်ပစ္စည်းပညာတွေတိုးတက်လာတယ်ယောဂစစ်ဆေးရဲ့နည်းပညာတွေဖိကူတာတဲ့စနစ်တွေကုထုံးတွေတကွေကျမ်းမာရေးစံနှုန်းတွေဒါတွေကဘာတွေကမပြောင်းလဲဘူးလေအခြေခံကိုလိုက်နာရမယ်10ချက်ကိုကျွန်တော်ပြောလို့ရနော်တဘာဝရတဲ့အသီးနှံဟင်းသီးဟင်းရွက်တွေနဲ့အစားအသောက်တွေကိုလေးပြီးစားသုံးရမယ်ပြင်ဆင်ချက်ပြုတ်အသင်စားကြရှည်ခံတွေကိုလျှော့ရမယ်နံပါတ်2ကပြင်ဆင်ချက်ပြုတ်တဲ့နေရာကစပြီးတော့ကျမ်းမာရေးနဲ့လျော်ညီတဲ့အကျင့်တွေကိုလုပ်ရမယ်အခုလိုပြောပြင်ဆင်ချက်ပြုတ်တာအစားသုံးတဲ့အထိเนาะထိမ့်သိမ့်တဲ့အထိပေါ့နော်ကျမ်းမာရေးနဲ့ကိုက်ညီတဲ့အစားအသောက်ပုံစံဆိုတာဘာလဲ organic အသီးနှံ50တန်ရှင်းလက်ဆက်တဲ့အသားငါးဥမျိုး20စံကြုံမြောင်း20နဲ့အသီးနှံ10%ပေါ့အဲ့အပြင်နောက်နံပါတ်4ကတန်ရှင်းတဲ့တောက်သုံးရည်ကိုတေချာစနစ်ချခြင်းတွေတောက်အောင်မယ်အဲ့တော့ကိုယ့်ရဲ့ကီလိုဂရမ်နဲ့အခုတောက်အောင်မယ်ပမာဏလေးပေါ့ဒါပေမဲ့တွက်ချက်ခြင်းနဲ့ဆိုရင်တော့35မေးပါကီလိုဂရမ်ပါဒီနဲ့တွက်ချက်ပြီးတောက်ရင်လည်းရပါတယ်နံပါတ်5ကလူတဦးပြင်းပြအိတ်ဆက်ဖို့9နာရီ10နာရီမပြည့်ရင်ကြာလာရင်ပြဿနာတက်နေတယ်ဆိုခဏခဏကျွန်တော်ပြောတယ်အဲ့တော့ကိုကစပြီးအိမ်မောကြတယ်ပြီးရင် deep sleep ရတဲ့အချိန်ကတဝက်လောက်နေမှရတာနော်ကိုလည်းလှုပ်ရှားအားကစားကိုတနေ့ပန်းမြ20 30တပတ်တနာ100 150လောက်ရင်အိမ်တော့အောက်တော့ exercise တွေပေါ့ကိုကြိုက်နှစ်သက်ရပါတော့အောက်တော့ကတော့ပိုကောင်းတာပေါ့လူမျိုးဟိုများပြီးတော့လေးညဉ့်ညမ်းမှုများရင်တော့ indoor ပေါ့အဲ့တော့လုပ်ငန်းဝင်စိတ်ပစ္စည်းမှုတွေကိုကြိုတင်စစ်ဆေးမယ်ကိုယ့်ရဲ့စိတ်ကြိုက်နဲ့ကိုယ့်ရဲ့ဒီလူမှုပတ်ဝန်းကျင်မှာရှိတဲ့ကျင့်ဝတ်တွေနဲ့ကိုက်ညီတဲ့ဟာပေါ့နော်ကိုယ်စိတ်ကြိုက်ဆိုလို့ငါလည်းလူမှုပတ်ဝန်းကျင်ကိုလည်းလိုက်နာရသေးတာပေါ့စိတ်ချမ်းသာရေးနဲ့စိတ်လန်းဆန်းတက်ကြဖို့အတွက်လည်း mindfulness လေ့ကျင့်ခန်းတွေအများကြီးရှိပါတယ်ဘာသာတရားမှမဟုတ်ပါဘူးเนาะဒါတရားထိုင်တာအသက်ရှူလေ့ကျင့်ခန်းလုပ်တာယောဂထိုင်တာစိတ်เนาะလေ့ကျင့်ခန်းတွေလုပ်တာအများကြီးရှိပါတယ်အဲ့နောက်ကကြမိမိရဲ့ပတ်ဝန်းကျင်မှာခံယူချက်သဘောထားချင်းတူတဲ့ဆွေမျိုးသားချင်းတငယ်ချင်းလုပ်ဖော်ကိုင်ဘက်တွေနဲ့စုဝေးပြီးမြင်ချင်းဖလဲမိမိရဲ့စိတ်ခံစားချက်တွေစိတ်ညစ်တာတွေကိုဝေးမျှပြီး sharing scaring လုပ်တင်တယ်ပေါ့နော်နောက်ဆုံးတစ်ချက်ကကြလိုအပ်လို့ရှိရင်မိမိစိတ်ခံစားချက်ဒုတိယဖြစ်ဖွယ်ရာကျမ်းမာရေးပြဿနာတွေဒါမှမဟုတ်ဒုမွေးပြဿနာတွေစိတ်ကျမ်းမာရေးတို့ဆွေးနွေးတိုင်မကိုယုံကြည်အားကိုးရတဲ့တက်ပါတီဖြစ်တဲ့ဆရာဝန်ဒါမှမဟုတ်ဘာသာရေးကောင်းဆောင်ဒါမှမဟုတ်အကြီးအကဲတယောက်ရဲ့အကြံဉာဏ်ကိုယူပြီးတော့ဆွေးနွေးတိုင်ပင်ပြီးတော့အဖြေကိုရှာတင်တယ်အဖြေကိုမရှာဘဲနဲ့ဂျောင်ပိတ်ပြီးပိတ်လောင်နေတယ်မှာမနေသင့်ဘူးခေတ်သစ်တိုးတက်မှုတွေနဲ့အတူလူနေမှုစင်တန်းတွေဘလို့ပဲပြောင်းလဲငွေကြေးချမ်းသာခြင်းတွေဘလို့ပဲပြောင်းလဲစိတ်ချမ်းသာပျော်ရွှင်ဖို့အတွက်ကျွန်တော်တို့ရဲ့အခြေခံစံနှုန်း10ချက်ကတော့လုံးဝမပြောင်းလဲဘူးဒီစံနှုန်း10ချက်ကိုကြော်ပြီးတော့လည်းကျွန်တော်တို့သွားလို့မရအောင်ညအဲ့ရဝင်ကြီးဒီ10ချက်ကိုငါလိုက်နာပြီးရလားဘာရငါမလိုက်နာနိုင်တာလဲဒီလိုလှုပ်ရှားအဖြစ်အတွင်ပြင်ရောခန္ဓာကိုယ်ပိုင်ဆိုင်ရောမကောက်အနှစ်သာရဖြစ်တဲ့စိတ်ထားဖြူစင်ခြင်းကျမ်းမာတဲ့ဘဝကြီးကိုပိုင်ဆိုင်တယ်မှာကိုမကျမ်းမာကိုမချမ်းသာခြင်းစိတ်ကျမ်းမာဖို့စိတ်ဖြူစင်ဖို့ဆိုတာလည်းမလွယ်ဘူးလေနော်ဆိုတော့ခါကျကျွန်တော်တို့ကဘာတွေပဲပြင်အောင်ကုထုံးအစ်တွေပဲပေါ့ဒါတွေကကျွန်တော်တို့နဲ့မဆိုင်ဘူးဆိုပြီးမကျမ်းမာခြင်းဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့ကျမ်းမာပျော်ရွှင်သောဘဝဆိုတဲ့ခေါင်းစဉ်အောက်မှာမိပြုပြင်ပြောင်းလဲနေထိုင်ဖို့အတွက်ဒီ10ချက်ကိုနေ့စဉ်စင်ကြင်မှာသုံးသပ်မှာလိုက်နာပါနော်